ဗျာဒိတ်ချန်ခန်းရှိအငယ်1မှ73တတမတစိတ်ကိုဖွင့်သောအခါကောင်းကင်ဘုံ၌နိုင်ရီဝက်မြတိတ်ဆိတ်စွာနေကြ၏ဖျားခင်ရွှေ၌ရက်နေသောကောင်းကင်တမန်9ပါးကိုငါမြင်၏သူတို့၌တဘိုး9လုံးကိုပေး၏ကောင်းကင်တမန်တစ်ပါးသည်လာ၍ရွှေလင်ပန်းကိုကင်လက်ရစ်ပလင်နာမှရက်နေ၏ပလင်တော်ရှေ့၌ရှိသောရွှေရစ်ပလင်ပေါ်မှာတန်ရှင်သူပေါင်းတို့၏ပတနာနှင့်အတူစက္ကပ်ခြင်းကမိရှုသောနန္တာပေါင်းများကိုထိုသူ၌ပေး၏မိရှုသောနန္တာပေါင်း၏အခိုးငွေသည်တန်ရှင်သူတို့၏ပတနာများနှင့်အတူကောင်းကင်တမန်၏လက်ထဲကဖျားခင်ရှေ့တော်သို့တက်လေ၏ကောင်းကင်တမန်သည်လင်ပန်းကိုယူ၍ရစ်ပလင်၏မီးနှင့်ပြည့်စေပြီးမှမြေကြီးပေါ်သို့ချလိုက်သည်ဖြစ်၍အသံမြည်ခြင်းမိုးချုံခြင်းလက်စစ်ပြက်ခြင်းမြေကြီးလှုပ်ခြင်းဖြစ်ကြ၏တဘိုး9လုံးရှိသောကောင်းကင်တမန်9ပါးတို့သည်မုတ်အံ့သောငါမိမိတို့ကိုပြင်ဆင်ကြ၏ပထမသူသည်တဘိုးမုတ်သောအခါမိုးသည်ဖြစ်၏အသွေးနှင့်ရောသောမီးလည်းဖြစ်၏မြေကြီးပေါ်သို့ချလိုက်၍မြေ3စုတစုတစ်ပင်3စုတစုစိမ်းသောမြက်ပင်ရှိသည်များတို့ကိုကျွမ်းလောင်လေ၏ဒုတိယကောင်းကင်တမန်သည်တဘိုးမုတ်သောအခါမီးလောင်သောတောင်ကြီးကိုပင်လယ်ထဲသို့ချလိုက်တဲ့ကဲ့သို့ဖြစ်၍ပင်လယ်3စုတစုသည်အသွေးဖြစ်၏ပင်လယ်၌အသက်ရှင်သောတရဝ3စုတစုလည်းသေ၏သင်္ဘော3စုတစုလည်းပြက်၏တတိယကောင်းကင်တမန်သည်တဘိုးမုတ်သောအခါမီးခွဲကဲ့သို့ထွန်းတောက်သောကြယ်ကြီးသည်ကောင်းကင်ကကျ၍မြစ်3စုတစုကို၎င်းစမ်းရည်တွင်သို့၎င်းရောက်၏ထိုကြယ်သည်ဒေါနရွက်ဟုသောအမည်ရှိ၏ရေ3စုတစုသည်ဒေါနရွက်ဖြစ်၍ရေခါသောကြောင့်လူအများတို့သည်သေကြ၏စတုထကောင်းကင်တမန်သည်တဘိုးမုတ်သောအခါနေ3စုတစုလ3စုတစုကြယ်3စုတစုကျက်၍3စုတစုမိုက်လေ၏နေ3စုတစုည3စုတစုသည်အလင်းမရှိထိုအခါငါကြည့်လျင်ရွှေလင်းတကောင်ကကျွင်းသေးသောကောင်းကင်တမန်3ပါးမုတ်လူလက်တန့်သောတဘိုးသံကြောင့်မြေကြီးသားတို့သည်အမင်္ဂလာအမင်္ဂလာအမင်္ဂလာရှိကြ၏ဟုကောင်းကင်အလယ်၌ပြန်ဝဲ၍ကြီးသောသံနှင့်ဆိုသည်ကိုငါကြား၏